Hello ဒီထဲမှာထေရပညာရက်လည်းဝါနာပါတယ်ကိုယ့်ရဲ့စီဝါရေးကိုယ့်ရဲ့ဘဝတိုးတက်ရေးအတွက် apply သုံးကျင်တဲ့သူတွေအတွက်ဆိုရင်တော့ညီတို့လေ့လာလို့လွယ်တဲ့သင်တန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့သင်တန်းလေးမှာဘာတွေပါလဲဘယ်လိုပုံစံမျိုးနဲ့လေ့လာရမလဲကစားပြောပြပေးပါမယ်ဒါလေးကတော့ပထမဆုံးအနေနဲ့မိတ်ဆွေတို့ကိုစိတ်ကြိုက်အချိန်မရွေးလေ့လာလို့ရမယ် manual guide book လေးပါပါမယ်ဒါလေးကလည်းစိတ်မပူပါနဲ့မြန်မာလိုလေးရေးထားတာမို့လို့စိတ်ကြိုက်တယ်လို့လေ့လာလို့ရပါမယ်ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာသွားလေ့လာလို့ရတယ်ထူးခြားချက်ကတော့မိတ်ဆွေတို့အတွက်လက်ရှိအခြေအနေစီဝါရေးဘဝတုတ်တက်ရေးအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒါမကဘူးမိတ်ဆွေတို့အချစ်ရေးပါထည့်ပြီးတော့လုပ်ပေးထားပါတယ်။ကောင်းသောအကြံဉာဏ်တွေနဲ့ဒီအားလေးကို apply သုံးလို့ရမှာပဲဖြစ်ပါတယ်။ဒါလေးကတော့ manual guide book Okay မိတ်ဆွေတို့22ကတ်စပြီးတော့သုံးမယ်ဆိုရင်တော့ဒီမှာ22ကတ်လေးရှိပါမယ်ကက်လေးတွေကိုညီတို့မဟောခင် cleansing လုပ်ဖို့ဆိုရင်ဒီမှာအမွှေးနှမ်းသားလေးပါထည့်ပေးထားပါတယ်အမွှေးနှမ်းသားလေးနဲ့ cleansing လုပ်မယ်ကက်လေးတွေကိုသုံးမယ်ဒါလေးကိုလေ့လာမယ်ဒါလေးတွေကိုလေ့လာပြီးသွားတဲ့အခါမှာကက်လေးတွေနဲ့ဟောကျင်လာပြီဆိုရင် lastryဆန်သုံးလို့ရအောင်အမွှေးဘွားလေးပါထည့်ပေးထားပါတယ်ဒါရင်မဲလားဆိုတော့မဟုတ်ပါဘူးမိတ်ဆွေတို့အချိန်မရွေးနေရာမရွေးအင်တာနက်ရှိတဲ့နေရာတိုင်းကိုလေ့လာလို့ရအောင် Telegram group လေးနဲ့ပါလုပ်ပေးထားပါတယ် Telegram group က private group လေးဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မရွေးလေ့လာလို့ရတယ်ဘယ်သူတွေအတွက်ထူးခြားပြီးလုပ်ပေးထားလဲဆိုတော့ဘဝတိုးတက်ရေးအတွက်နဲ့ထေရပညာရက်ကိုစိတ်ဝင်စားတဲ့လုပ်ငန်းရှင်အတွက်ကိုလုပ်ပေးထားတာမလို့အချိန်မရွေးလေ့လာလို့ရတယ်ဒီထက်က guide book ထဲမှာမပါတဲ့အကြောင်းအရာတွေမှာ Telegram ထဲမှာထပ်ပြီးတော့ဖြည့်ပေးထားပါတယ်စီဝါရေးပိုင်းမှာပဲဖြစ်ဖြစ်ဘဝတိုးတက်ရေးပိုင်းမှာပဲဖြစ်ဖြစ်မိတ်ဆွေတို့ဒီထဲတို့ကက်လေးတွေကိုအသုံးပြုသုံးကျင်လာပြီဆိုရင်တော့သိကြပါတယ်မိတ်ဆွေတို့ခုနပြောတဲ့ package လေးကိုသာရွေးချယ်ပါဒီဟာကကိုက professional ထီလည်းမဟုတ်ဘူးဒီထဲရပညာရက်ကိုပဲ apply သုံးကျင်နဲ့သင်တန်းနေလဲပြောရမယ်ဆိုရင်အချိန်တစ်ခုပေးပြီးတော့မတက်ချင်ဘူးအချိန်မရွေးလဲလေ့လာခြင်းနဲ့ကိုကြိုက်တဲ့ချိန်မှာကြိုက်တယ်လို့လေ့လာခွင့်ရမယ်အခွင့်အရေးလေးကိုအမိရလေးယူထားပေးပါဒီသင်တန်းကြီးလေးကလည်းဒီပြောမယ်ဆိုရင်မိတ်ဆွေတို့အတွက် investment တက်တာလုပ်လိုက်တဲ့သဘောလေးပါပဲ investment ကို like လုပ်ချင်နေဆိုရင်တော့ Viber ဖုန်းနံပါတ်0925455456ကိုသာဆက်သွယ်ပေးလိုက်ပါ bye bye